ကျွန်တော်ကတော့လေဟိုပါပေါ့ဒီဒေါက်တာဘွဲ့ယူတော့က comparative religion ဆိုတာဘာသာတရားတွေကိုလေ့လာပြီးတော့ပေါ့လေဥပမာပြအစ္စလာမ်ဘာသာတို့ဂျူးဘာသာတို့ခရစ်ယာန်ဘာသာတို့ဗုဒ္ဓဘာသာတို့ဟိန္ဒူဘာသာတို့ဆစ်ဘာသာတို့ဆိုပြီးတော့အဲ့ဒါတွေကိုလေ့လာပြီးတော့ကျွန်တော် PhD လုပ်ထားတာပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ဒီအဲ့မှာကျွန်တော်တို့ဗုဒ္ဓဘာသာစာပေတွေကိုလေ့လာတဲ့အခါမှာဒီတိတ်ဆိတ်ခြင်းอ่ะပေါ့နော်အရန်ကိုအရေးပါပြီးတော့လူတွေအတွက်ကိုအရန်အကျိုးပြုတယ်ပေါ့နော်အောင်မြင်ခြင်းအတွက်အောင်မြင်မှုကိုလိုချင်တဲ့လူတွေဆိုလို့ရှိရင်ဒီတိတ်ဆိတ်ခြင်းကိုအားကိုးရမယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အိန္ဒိယမှာအလွန်မှချမ်းသာပြီးတော့လေကြော်ကြားတဲ့ဘုရင်တစ်ပါးရှိတာပေါ့လေဆိုတော့အဲ့ဒီဘုရင်တစ်ပါးကသူကပတ်စံလည်းအရန်ချမ်းသာတယ်ငွေကြေးလည်းအရန်ရှိတယ်တိုင်းပြည်ကလည်းတော်တော်ကြီးမားတာပေါ့ဒါပေမဲ့စိတ်မချမ်းသာစိတ်မချမ်းသာတော့အဲ့ဒါနဲ့သူပညာရှိတွေကိုမေးတယ်ပေါ့ပညာရှိတွေကဟိုစေးတောက်ဒီစေးတောက်အဲ့တော့အာယုံကအမြဲတမ်း stress တွေဖြစ်အဲ့တော့အဲ့ဒီမှာသူကဒီဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးကိုမေးတာပေါ့အဲ့တော့အဲ့ဒီဘုန်းကြီးကနေပြီးတော့သူ့ကိုလမ်းညွှန်မှုပေးတယ်တခါကြီးပေါ့လေအရှင်မင်းကြီးပေါ့ဒီတိတ်ဆိတ်ခြင်းဆိုတဲ့အမှုကိုအာယုံထားပြီးတော့မိမိဘဝမှာကျင့်ကြံမယ်ဆိုလို့ရှိရင်အခုမင်းကြီးဖြစ်နေတဲ့ပြဿနာတွေစိတ်သောကတွေဝေဒနာတွေဒီအုံနောက်တွေမိုက်ဂရိန်းတွေဒါတွေအကုန်ကောင်းသွားမယ်တဲ့ဘယ်လိုလုပ်ရမလဲဆို15ရက်တိတိတဲ့တိတ်ဆိတ်ခြင်းကိုကျင့်သုံးပါဒီကြားထဲမှာဘယ်သူနဲ့မှစကားမပြောနဲ့လိုအပ်ရင်အနည်းငယ်စကားပြောကြာရင်လုံးဝမပြောနဲ့ဆိုပြောတာအဲ့နဲ့ဘုရင်ကြီးကလည်းကောင်းပြီကျွန်တော်ဒီတိုင်းကျင့်သုံးပါမယ်ဆိုပြောတာဆိုတဲ့အခါကျတော့ဘုရင်ကြီးကနေပြီးတော့တရက်ကနေနေပြီးတော့9ရက်အထိကိုသူစကားမပြောဖို့အတွက်ကိုသူကြိုးစားတယ်ဒါပေမဲ့အခြေအနေတွေကသူ့ကိုစကားပြောဖို့အတွက်ဟိုလူကလာပြန်ပြီမိသားစုကလာပြန်ပြီတခါတည်းဘုရင်မကလာပြန်ပြီတာသမီတွေကလာပြီဟိုအင်ရှေမင်းကတစ်မျိုးဝင်းကြီးကတစ်မျိုးဆိုတော့သူကသူ့အခန်းထဲအောင်မထွက်ဘူးတိတ်တိတ်ကလေးနေတယ်အဲ့တော့တိတ်တိတ်ကလေးနေပြီးတော့နေတဲ့အခါကျတော့စိတ်ထဲမှာပြောချင်တာတွေဆိုချင်တာတွေသဘုံကြီးပဲလှုပ်ဆက်ရှိတာတွေသဘုံကြီးပဲဒါပေမဲ့ तू ကဆုံးဖြတ်ထားတယ်ဒီဘုန်းတော်ကြီးပြောတဲ့စကားအတိုင်း तू တိတ်တိတ်နေမယ်ပေါ့လေဆိုတဲ့အခါကျတော့တရက်ကနေ2ရက်လောက်အထိအဲ့လိုတိတ်တိတ်ကလေးနေတဲ့အခါကျတော့သူ့စိတ်ထဲမှာသူ့ရဲ့ကို stress ရစီမယ်အကြောင်းအရာတွေကနေ तू ကရှောင်ကျဉ်ပြီးတော့စိတ်ကိုငြိမ်သက်စွာနဲ့နေတယ်ဆိုတဲ့အခါကျတော့တဖြည်းဖြည်းနဲ့သူ့ကိုဒုက္ခပေးနေတဲ့ဒီ stress တွေကကြာတယ်တရက်2ရက်လောက်ကြာတော့ तू တော်တော်လေးကိုအိပ်ပျော်လာတာကိုတွေ့ရတယ်ဟာဒါတော်တော်ဟုတ်ပါလားဆိုပြီးတော့ तू တော်တော်လေးကိုစိတ်ဝင်စားတယ်နောက်ညဆိုလို့ရှိရင် तू ကမိုးချုပ်တာနဲ့အမှောင်ကို तू ယူလိုက်အလင်းနေပါလေအခန်းထဲမှာမထားတော့တိတ်ဆိတ်ခြင်းကိုပဲ तू အာယုံစိုက်ပြီးတော့ तू နေတယ်နေတဲ့အခါကျတော့အဲ့ဒါနဲ့ကျွန်တော်တို့4-5ရက်လောက်ကြာတဲ့အခါကျတော့ तू တော်တော်လေးကို तू နှစ်သက်မိတိတ်ဆိတ်ခြင်းရဲ့အကျိုးကတော်တော်ကောင်းပါလားဆိုအဲ့ဒါနဲ့ तू ကအဲ့ဒီနန်းတော်ကြီးထဲမှာနေရတာကဟိုလူကတစ်မျိုးဒီလူကတစ်မျိုးစကားကိုမပြောရင်မဖြစ်ရတော့အောင်စကားကိုပြောရတယ်ဆိုပြီးတော့ तू ကအဲ့ဒီကနေနေပြီးတော့နန်းတော်ကနေနေပြီးတော့တခါတည်းမြို့ပြင်ကိုတစ်ချက်ထွက်ပြီးတော့အဲ့ဒီမြို့ပြင်မှာတဲလေးထိုးပြီးတော့ तू နေတာပေါ့လေနေတဲ့အခါကျတော့အဲ့ဒီမှာဒုတိယ10ရက်အတွင်းထဲမှာ तू ကဘယ်လိုဖြစ်လာလဲဆိုတဲ့အခါကျတော့ तू ကအဲ့ဒီတောထဲမှာ तू ကအဲ့ဒီသူ့ရဲ့တဲအိုလေးထဲမှာ तू နေတဲ့အခါကျတော့ပတ်ဝန်းကျင်မှာအရာရာတိုင်းဟာခုနပြောခဲ့သလိုတိတ်ဆိတ်ငြိမ်သက်မှုနဲ့တဘာဝရဲ့အရေးအငွေ့တွေတဘာဝရဲ့လွှမ်းမိုးမှုတွေကို तू ကခံစားရတယ်လက်ပြလေးတွေပြန်နေတာနေအောင်ကြီးတွေထိုးနေတာတစ်ပင်ကလေးတွေလန်းဆန်းနေတာအဲ့ကြားထဲမှာ तू ကပိုင်းရနံကလေးတွေကြားထဲမှာ तू နေတဲ့အခါကျတော့စိတ်ကပို့ပြီးတော့ကြည်နူးလာဟာဒီနေရာမှာငါဘယ်သူမှလည်းစကားပြောသေးရမလို့ဘူးဆိုပြီးတော့တဖြည်းဖြည်းနဲ့စိတ်ကပို့ပြီးတော့စိတ်ချမ်းသာလာအဲ့တော့ဒီ10ရက်အတော်အတွင်းထဲမှာသူ့ရဲ့ကြနေတဲ့ရုပ်ကလည်းပြည့်လာတယ်
မျက်နှာလည်းလင်းလက်လာတယ်ကြီးလင်းလာတယ်။ဘာကြောင့်လဲဆိုတော့ဒီစိတ်ချမ်းသာမှုနဲ့တိတ်ဆိတ်မှုကသူ့ကိုအယမ်းကိုတခါတည်းစိတ်ကိုပျော်သေးတယ်စိတ်ကျမ်းမာသေးတယ်စိတ်ထဲက stress တွေကျသွားကျပြီးတော့သူကအယမ်းကိုပျော်ရွှင်ပြီးတော့ဒီ10ရက်စလုံးဖြတ်တန်းပြီးတဲ့အခါဒီဖုန်းတော်ကြီးပြောတာတော်တော်မှန်ပါလားမပြန်ဘူးသူပြောတဲ့အတိုင်းပဲနောက်ထပ်15ရက်အတီးတီးကနေအောင်မယ်ဆိုပြီးတော့သူအဲ့ဒီမှာနေတဲ့အခါကျတော့အဲ့ဒီကျန်တဲ့15ရက်မှာသူကအေးဆေးငြိမ်သက်စွာထိုင်ပြီးတော့တရက်ကိုခုနပြောခဲ့တယ်စိတ်အာယုန်တွေကိုဖယ်ရှားပြီးတော့အာယုန်အများစုကိုဖယ်ရှားပြီးတော့စိတ်ကိုခုနပြောခဲ့တဲ့ကျမ်းမာခြင်းရှင်လန်းခြင်းအေးချမ်းခြင်းဆိုတဲ့စัจ java အတွင်းမှာရှိတဲ့တတဝအပေါင်းကိုအားလုံးကိုမေတ္တာသူပို့တာအဲ့တော့မေတ္တာပေးရင်မေတ္တာရတယ်ဆိုတဲ့အတိုင်းတတဝအပေါင်းကိုအရှိအရက်မှနေတဲ့တတဝအနောက်ရက်မှနေတဲ့တတဝတောင်ရက်မှနေတဲ့တတဝမြောက်ရက်မှနေတဲ့တတဝအပေါ်အောက်အရက်ရှစ်မျက်နှာမှာရှိတဲ့သက်ရှိတတဝတွေအားလုံးအပေါ်မှာသူကမေတ္တာပို့တာမေတ္တာပို့ပြီးတော့ညီသက်ခြင်းကိုနေတဲ့အခါကျတော့15ရက်ပြည့်တဲ့နေ့ကျတော့သူကအယမ်းကိုလောကကြီးရဲ့အနှစ်သာရကဘာလဲဆိုတာကိုသူသဘောပေါက်သွားတယ်အယမ်းကိုသူဘုန်းတော်ကြီးကိုကျေးဇူးတင်အဲ့ဒီချိန်မှာသူ့ကိုဘုန်းတော်ကြီးကလည်းဘာပြောသွားလဲဆိုတဲ့အခါကျတော့အရှင်မင်းကြီးတဲ့လောကထဲမှာလေလောကရဲ့အောင်မြင်မှုဆိုတာကလေမိမိရဲ့နှုတ်ရှာကိုဘလောက်အထိထိမ့်သိမ့်မလဲမိမိရဲ့စိတ်ကိုလေလွင့်ခြင်းကနေထိမ့်သိမ့်မိမိရဲ့စိတ်ကိုမေတ္တာစေတနာတရားတွေဘလောက်ပွားများအဲ့ဒါလောက်အထိလူကအသက်ရှင်ပြီးကျမ်းမာနေမယ်အဲ့ဒီအတိုင်းပဲတဲ့ကိုကကုသိုလ်အများကြီးပွားနိုင်မှာဖြစ်တယ်အဲ့တော့တဲ့ဟာလာဘုန်းကြီးပြောချင်တာကတိတ်ဆိတ်ခြင်းကိုအသင်မင်းကြီးအတွက်ကိုအဓိကလက်နက်အဖြစ်နဲ့အသုံးပြုပါတဲ့မိမိကဘလောက်ပို့ပြီးတော့တိတ်ဆိတ်လာမယ်အဲ့ဒီချိန်မှာအသင်မင်းကြီးအနေနဲ့လောကကြီးမှာရှိတဲ့အကြောင်းအရာအားလုံးကိုသိလာမယ်မြင်လာမှာဖြစ်ပါတယ်။တနည်းအားဖြင့်စัจ java ကြီးရဲ့ရှုပ်ဝက်ချက်တွေကိုလည်းအသင်မင်းကြီးသိလာနိုင်မှာဖြစ်တယ်။အဲ့တော့အခါကျတော့ဒီလောကကြီးကိုအကျိုးပြုနိုင်တဲ့မင်းဖြစ်မှာပေါ့လေ။အဲ့တော့ပြောပြခြင်းတဲ့ဒီအကြောင်းတရားရဲ့နောက်ွယ်မှာဘာရှိလဲဆိုတဲ့အခါကျတော့ဒီဘာသာတရားတွေထဲမှာပေါ့နော်။အယံကိုတန်ဖိုးရှိတဲ့လူတွေကိုအကျိုးပြုနိုင်တဲ့အကြောင်းတရားတွေရှိတယ်။အဲ့ဒီအတွက်ကြောင့်မလို့ဒီဘာသာတရားတွေကိုလေ့လာခြင်းဟာမိမိကိုခြေနဲ့နှစ်သက်စေတယ်လို့အများကြီးပဲသင်ခန်းစာတွေရ။အဲ့ဒီအတွက်ကြောင့်မလို့ဒီထဲကသင်ခန်းစာတွေကိုယူပြီးတော့မိမိကိုယ်ကိုရောမိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးအပေါ်မှာအဲ့ဒီလိုဟာမျိုးပညာပေးမယ်သူတို့ကိုစေတနာမေတ္တာတရားတွေထားဖို့အတွက်ကိုပြောမယ်ဆိုလို့ရှိရင်ကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်လို့မိမိရဲ့ပတ်ဝန်းကျင်လည်းစိတ်ချမ်းသာရင်မိမိတို့ရဲ့တိုင်းနိုင်ငံနဲ့မိမိတို့ရဲ့ကမ္ဘာကြီးတစ်ခုလုံးကလည်းအေးချမ်းသာရပြီးတော့ဖွံ့ဖြိုးတိုးတက်တဲ့စัจ java ကြီးအထိဖြစ်လာနိုင်တဲ့အကြောင်းတရားတွေရှိတဲ့အကြောင်းကိုပြောပြခြင်းပါတယ်ကျေးဇူးပါ